Okay ဆိုတော့ဒီ video ကြည့်နေတဲ့လူတွေမှာလက်ရှိလုပ်ရတာစိတ်ညစ်တဲ့တွေပါတယ်ဆိုလို့ရှိရင်ဒီလိုမျိုးလက်ရှိလုပ်နေတဲ့လူကငါနဲ့မကိုက်ပါဘူးကွာဒီလူကြီးကငါ့အတွက်မဟုတ်ပါဘူးကွာဒီဟာကိုအင်္ဂလိပ်လိုလောလောကူကူပြောနေကိုသင်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီလိုမျိုးစာကြောင်းငါကဒီလုံးနဲ့မကိုက်ပါဘူးကွာဆိုတဲ့ဟာမျိုးအင်္ဂလိပ်လိုပြောဖို့အတွက်ဆိုရင်တော့လောလောကူကူကျွန်တော်တို့ကဒီလိုပြောလို့ရပါတယ်ဥပမာအနေနဲ့I'm just not cut out for this job ဒီလိုမျိုး cut out for ဆိုတဲ့အသုံးကိုသုံးပြီးတော့လွယ်လွယ်လေးပြောလို့ရပါတယ်ဟုတ်ပြီအဲ့တော့ဒီ cut out for ဆိုတဲ့အသုံးကိုဘယ်လိုမျိုးဆက်ပြီးသုံးလို့ရမလဲဆိုတာကိုပြောပြပေးတော့ပါမယ်ပထမဆုံးအနေနဲ့သူ့ရဲ့ form ကသုံးမယ်ဆိုလို့ရှိရင် subject plus emissor plus cut out for အဲဒါမှမဟုတ် cut out to be ပေါ့နော်အဲဒီနောက်ကနေ noun ကိုလိုက်ပြီးတော့သုံးလို့ရပါတယ်ကဲဆိုတော့ဒီဟာကျွန်တော်ဘယ်နေရာမှာသုံးမလဲဆိုလို့ရှိရင်ဒါတစ်စုံတစ်ယောက်ကတစ်စုံတစ်ခုဖြစ်ဖို့တစ်စုံတစ်ခုလုပ်ဖို့အတွက်ကိုက်ညီတယ်ဗီဇပါတယ်မကိုက်ညီဘူးဗီဇမပါဘူးရေးချင်းမရှိဘူးရေးချင်းမမိဘူးစသဖြင့်ဒါတွေကိုသုံးဖို့ဒါတွေကိုပြောဖို့အတွက်ကျွန်တော်ဒီ cut out for cut out to be ဆိုတဲ့အသုံးကိုသုံးလို့ရပါတယ်ဆိုတော့ဒီ pattern မှာဒီ cut out to be အနောက်ကနေ noun နေရာမှာတခြား vocabulary အများကြီးအစားထိုးပြီးတော့သုံးလို့ရပါတယ်ကဲဥပမာအနေနဲ့ကျွန်တော်တငယ်ချင်းကမိသက်သမားဖြစ်ဖို့အရေးချင်းမိတယ်မိသက်သမားဖြစ်ဖို့ဗီဇပါတယ်မိသက်သမားလောက်ကသူနဲ့ကွက်တိပဲဆိုတော့ဒါမျိုးကိုပြောချင်လို့ရှိရင်ကျွန်တော် cut out to be ကိုသုံးပြီးတော့ my friend is cut out to be a firefighter he is so brave သူကတအားရဲရင်းတဲ့အတွက်မိသက်သမားလုံးနဲ့သူနဲ့ကွက်တိပဲဥပမာနောက်ထပ်တစ်ခုအနေနဲ့ my friend is cut out to be a writer she is so creative သူမကတအားစိတ်ကူးညံကွန်မြူတယ်တအားစိတ်ကူးရင်တယ်တအားဒီ train ဖန်နီးညံကောင်းတယ်ဒါကြောင့်သူမကဒီစာရေးဆရာအလုပ်နဲ့လုံးဝကွက်တိပဲစသဖြင့် cut out to be ကိုသုံးပြီးတော့ပြောလို့ရပါတယ် okay ဆိုတော့ကျွန်တော်နောက်ထပ်စာကြောင်းတွေကို cut out to be သုံးပြီးတော့ပြောကြည့်အောင်ဥပမာနံပါတ်1အနေနဲ့သူကဂီတပညာရှင်ဖြစ်ဖို့ဗီဇမပါဘူးဆိုတော့ဂီတပညာရှင်ဖြစ်ဖို့အရေးချင်းမမိဘူးပေါ့ဗျာဆိုတော့ဒါကိုပြောချင်တယ်ဆိုရင်ကျွန်တော် cut out to be ကိုသုံးပြီးတော့ he is not cut out to be a musician ဆိုပြီးတော့လွယ်ကူကူပြောလို့ရပါတယ်ကဲနောက်တစ်ကြောင်းအနေနဲ့သူတို့ကခေါင်းဆောင်လုပ်ဖို့အရေးချင်းမိတယ်သူတို့မှာခေါင်းဆောင်လုပ်ဖို့ပင်ကိုအရေးသွေးတွေဗီဇတွေပါတယ်ဆိုတော့ဒါမျိုးပြောချင်လို့ရှိရင်လည်းလွယ်လွယ်ကူကူပဲ they are cut out to be leaders ဆိုပြီးတော့ cut out to be နောက်ကနေ noun တစ်ခုကိုထည့်ပြီးတော့လွယ်လွယ်ကူကူပြောလို့ရပါတယ်ကဲနောက်တစ်ခုကျွန်တော်အကူကစဖို့မှုဖြစ်ဖို့အတွက်အရေးချင်းမိရဲ့ဗီဇပါတယ်ဆိုတော့ဒါမျိုးပြောချင်တယ်ဆိုလို့ရှိရင်လည်းလွယ်လွယ်ကူကူပါပဲ my brother is cut out to be a chef စသည်ဖြင့် cut out to be နောက်ကနေ chef ဆိုတဲ့ noun ကိုထည့်ပြီးတော့အစားထိုးပြီးတော့ပြောလို့ရပါတယ်ကဲအဲ့တော့ဒီစာကြောင်းတွေကို cut out to be သုံးပြီးတော့လေ့ကျင့်ကြည့်ကြပါ comment မှာခြာရေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်